စာယာတချင်းဆိုနေတော့ထူးဆန်းစွာပဲယူရီဟာသူတို့စတင်ဆုံးတွေ့ခဲ့တဲ့အချိန်ကစပြီးအတူတူဖြတ်တန်းခဲ့ရတဲ့လှပတဲ့အခိုက်အတန့်တိုင်းကိုတိတ်တဆိတ်ပြန်လဲသတိရလာပြီးသူ့ရဲ့ခံစားချက်တွေကလူသားတစ်ယောက်လိုဖြစ်လာပါတယ်ဒါပေမဲ့ရုတ်တရက်ဖုံးမိလာပါတယ်အဲ့ဒါကမိဘမဲ့ဂေဟာတစ်ခုကယူရီကိုလက်ခံဖို့သဘောတူလိုက်ပြီးဖြစ်ကြောင်းလှမ်းအကြောင်းကြားတဲ့ရဲအရာရှိဖြစ်ပါတယ်အဲ့ဒီစကလုံးတွေကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာဆာရာရဲ့ရင်ထဲမှာထိတ်လန့်မှုတွေပြည့်နှက်သွားပါတယ်။သူမကပုံမှန်အတိုင်းပြန်မဖြေပဲဖုန်းနံပါတ်မဆက်တာဖြစ်လိမ့်မယ်လို့အလင်းစလိုလိမ့်ညာပြီးဖုန်းကိုချက်ချင်းချပစ်လိုက်ပါတယ်။စိတ်ထဲကနေသူမယူရီကိုအဝေးသို့မသွားစေချင်တော့တာထင်ရှားလာပါတယ်။အခုဆိုရင်ယူရီကဆာယာလုပ်သမျှအရာအလုံးကိုလိုက်လုပ်နေပါပြီ။ဥပမာအားဖြင့်သူမကမိခင်ကိုအိတ်တော်မယ်လို့ပြောတဲ့အခါတိုင်းယူရီကလည်းသူ့အိတ်ချင်ပြီလို့ချက်ချင်းဆုံးဖြတ်တတ်ပါတယ်။ပြီးတော့သူကသူမကိုကောက်ွယ်ပေးချင်တာကြောင့်ညတိုင်းဆာယာရဲ့အခန်းတကားအပြင်ဘက်မှာအိတ်လေးရှိပါတယ်တစ်ဖက်မှာလည်းဆာယာကသူ့အနီးနားမှာရှိနေမှန်းသိုံနဲ့တင်စိတ်သက်သာရစေတာကြောင့်တခါတလေမှာအခန်းထဲကနေတကားနဲ့နီးကပ်တဲ့ကျမ်းပြင်ပေါ်မှာအိတ်လေးရှိပါတယ်ဒါပေမဲ့ညတညမှာတော့ဘေးဒုက္ခကထပ်မံရောက်ရှိလာပြန်ပါတယ်ညနေတက်ခေါင်မှာကာလော့စ်ကလုံးဝမူရည်ရည်ဝေစွာရောက်ရှိလာပြီးဆာယာရဲ့အခန်းစီကိုတန်တန်မတ်မတ်လာခဲ့ပါတယ်ဆာရာကတကားဖွင့်လိုက်ပြီးဒီလိုအခြေအနေမျိုးနဲ့ခွင့်ပြုချက်မရှိဘဲသူတို့အိမ်ထဲကိုဝင်ရောက်ပိုင်ခွင့်မရှိကြောင်းသူ့ကိုချက်ချင်းပြောပါတယ်သူမကသူ့ကိုရဲရဲဝံ့ဝံ့တွန်းထုတ်ပြီးအပြင်ဘက်ကိုရောက်အောင်နှင်ထုတ်ပါတယ်ဒါပေမဲ့ကာလော့စ်ကထွက်သွားဖို့ညှင်းဆန်ပါတယ်အခြားတစ်ဖက်မှာတော့ယူရီကအခြေအနေအလုံးကိုတိတ်တဆိတ်စောင့်ကြည့်ပြီးထိန်းချုပ်နေပါတယ်ဆာရာကသူမသူ့ကိုဘယ်တော့မှချစ်မှာမဟုတ်ဘူးလို့ပြက်ပြက်တသားပြောလိုက်ပြီးနောက်ကာလော့စ်ကဆာရာကိုရုတ်တရက်ပါရိုက်လိုက်တဲ့အခိုက်အတန့်မှာပဲယူရီကသူ့စီကိုချက်ချင်းလှုပ်ရှားသွားပါတယ်ဒါပေမဲ့ကာလော့စ်ကအလွန်မာနကြီးပြီးဥတူတူနိုင်လွန်းလာကြောင့်ကြောက်ရွံ့မှုမရှိပါဘူးသူကဆာရာကိုကြမ်းတမ်းစွာဖမ်းဆွဲပြီးမင်းပါလုံနိုင်လဲဆိုတာငါမြင်ကျင်သေးတယ်လို့အရှက်မရှိယူရီကိုတမင်တကာရန်စပါတယ်အဲ့ဒါတင်မကသေးပဲကာလော့စ်ကသူ့ကိုကူညီဖို့အတွက်လူမိုက်အုပ်စုတစုကိုပါခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆာရာကသူ့ကိုထပ်မံခုခံကာကွယ်တဲ့အခါကာလော့စ်ကသူမကိုနောက်တစ်ကြိမ်ပါထက်ရိုက်လိုက်ပါတယ်ကာလော့စ်ကဆာရာကိုနောက်တစ်ကြိမ်ပါရိုက်လိုက်တဲ့အခိုက်အတန့်မှာပဲယူရီဟာစိတ်အာရုံကိုလုံးဝထိန်းချုပ်လို့မရတော့ပါဘူးသူကလူတိုင်းရဲ့မျက်စိရှိမှတင်ရုတ်တရက်ရုပ်ပြောင်းလဲသွားပြီးလူသားထက်တောရိုင်းတရိတ်ဆန်နဲ့ပိုတူတဲ့ဟိန်းဟောက်တန်ကြီးကိုထွက်ပေါ်စေပါတယ်စက္ကန့်ပိုင်းအတွင်းသူ့ရဲ့ခန္ဓာကိုယ်ကပြောင်းလဲသွားပြီးဝန်ပစ်လွေလိုတတဝါကြီးအဖြစ်ပြောင်းလဲသွားတာကြောင့်လူတိုင်းထိတ်လန့်တကြားအေးခဲသွားကြပါတယ်။ဆာရာကသူမမြင်နေရတဲ့အရာကိုမယုံနိုင်လောက်အောင်ဖြစ်နေပါတယ်။ယူရီကကာလော့စ်နဲ့သူ့ဘေးကလူမိုက်ကိုချက်ချင်းတိုက်ခိုက်ပြီးကာလော့စ်ကိုအသက်သေဆုံးစေဖို့စက္ကန့်ပိုင်းပဲလိုပါတော့တယ်။ဒါပေမဲ့အခြေအနေတွေအလွန်အကျွံမဖြစ်သွားခင်မှာဆာရာကသူ့နာမည်ကိုအသေးအတန်လှမ်းခေါ်ပြီးသူ့ရဲ့စပင်တွေကိုကျင်နာစွာပုတ်တက်ပေးလိုက်ပါတယ်။မယုံနိုင်စရာကောင်းတော့အောင်ပဲသူမရဲ့အတန်ကိုကြားပြီးသူမရဲ့အထီးတွေးကိုခန်းစားလိုက်ရတဲ့အခိုက်အတန့်မှာယူရီချက်ချင်းစိတ်ပြန်လဲတည်ငြိမ်သွားခဲ့ပါတယ်ဟုတ်တာပေါ့ကာလော့စ်ကဒီကိစ္စကိုဒီအတိုင်းလက်လွတ်မခံပါဘူးဒေါသနဲ့အရှက်ရမှုတွေကြောင့်သူ့ရဲ့စခန်းကိုအပြေးသွားပြီးယူရီကိုဖမ်းဆီးဖို့တောင်းဆိုပါတယ်သူကဖြစ်ပျက်ခဲ့သမျှကိုပြောပြပြီးယူရီကသူ့ကိုတတ်ဖို့ကြိုးစားခဲ့ကြောင်းဆိုပြောပေမဲ့ရဲအရာရှိကကာလော့စ်ကိုတိုင်ကမိသားစုရဲ့အိမ်ထဲကိုတရားမဝင်ဝင်ရောက်ခဲ့ပြီးဆာရာကိုအရင်ဆုံးနာကျင်အောင်လုပ်ဖို့ကြိုးစားခဲ့တာကိုထောက်ပြပါတယ်ကာလော့စ်ရဲ့ယူရီဝန်ပလွေဖြစ်ပြောင်းလဲသွားတယ်ဆိုတဲ့ရေးစရာကောင်းတဲ့ဇလန်းကိုတော့ရဲအရာရှိတွေကဘယ်သူမှမယုံကြပါဘူးကာလော့စ်ဟာနောက်ပိုင်းမှာဆာရာရဲ့ကွယ်လွန်သူဖခင်ခြံထားခဲ့တဲ့တန်ဖိုးရှိတဲ့ဂီတာကိုယူပြီးအပိုင်းပိုင်းပြတ်ထွက်သွားတဲ့အထိနေရန်နဲ့ကြမ်းကြမ်းတမ်းတမ်းရိုက်ခွဲဖျက်ဆီးပစ်လိုက်ပါတယ်အဲ့ဒီဂီတာကဖခင်ဖြစ်သူရဲ့နောက်ဆုံးအမတ်တရားတွေကတစ်ခုဖြစ်တာကြောင့်ဆာရာကတော့သူမရဲ့အခန်းထဲမှာအသေးအတန်ကိုကျွေးနေပါတော့တယ်မထွက်ခွာခင်မှာကာလော့စ်ကဆာရာမိခင်ကိုအကယ်၍ယူရီကိုအိမ်ကနေနှင်မထုတ်ရင်မိသားစုတစ်ခုလုံးကိုပါအိမ်ကနေမောင်းထုတ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်နောက်ပိုင်းမှာဆာရာကယူရီကိုလှုပ်ဝက်စွာစကားပြောပြီးအဲ့ဒီညကဖြစ်ပျက်ခဲ့တာတွေဟာသူတို့နှစ်ဦးကြားကထာဝရလှုပ်ဝက်ချက်ဖြစ်ရမယ်လို့ကတိတောင်းပါတယ်နောက်တနေ့မှာတော့သူတို့ကားလို့ရဲ့တောင်းဆိုချက်ကိုလိုက်နာခဲ့ကြရပါတယ်။ဒါကြောင့်ယူရီကိုအိမ်ထဲမှာမထားတော့ပဲဂျီအိုထဲမှာပဲအိတ်ခိုင်းရပါတော့တယ်။အဲ့ဒီနေရာမှာမထားခင်ဆာရာနဲ့သူမရဲ့မိသားစုကဆိုးရွားတဲ့အနံ့အသက်တွေသူ့ကိုမနှောက်ယှက်စေဖို့အတွက်အဲ့ဒီနေရာကိုတိတိကျကျတန်ရှင်းရေးလုပ်ပေးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာကာလော့စ်ကအလွန်အမင်းမာနကြီးစွာပြုမှုနေတော့မှာပဲ။သူက GOC ကိုလှောင်ပြောင်တရောစွာညွှန်ပြပြီးယူရီလိုကောင်မျိုးနေထိုင်တဲ့တခုတည်းသောညစ်ပတ်တဲ့နေရာကဒါပဲလို့ပြောပါတယ်မထွက်ခွာခင်မှာကာလော့စ်က GO ကိုတန်ကြိုးနဲ့ခတ်လိုက်ပြီးဆာရာမိခင်ကိုတော့ပေးကဘလို့အခြေအနေမျိုးမှမဆိုယူရီကိုအပြင်းမပေးဖို့တတိပေးပါတယ်ဒါပေမဲ့ GO ထဲမှာရှိနေတော့ကာလော့စ်ကပြန်ကျဲနေတဲ့စာရွက်ဟောင်းတွေနဲ့ထူးဆန်းတဲ့သူတေသနာဖိုင်တွဲတွေကိုတတိပြုမိသွားပါတယ်တေတေချာချာကြည့်လိုက်တဲ့အခါအဲ့ဓာတွေကဝန်ပို့လွေလူသားမျိုးဗီဇပွားခြင်းဖလောင်းနေဆိုင်ရာကြောက်မက်ဖွယ်စမ်းသပ်ချက်တွေဖြစ်နေတာကိုသူရှာဖွေတွေ့ရှိသွားပါတယ်ချက်ချင်းပဲသူကမနေ့ညကယူရီရဲ့ရုပ်ပြောင်းလဲမှုကိုသတိရသွားပါတယ်စက္ကန့်ပိုင်းများအချိန်မဖြုံးပဲကာလော့စ်ကအန္တရာယ်ရှိတဲ့စမ်းသပ်မှုတွေကိုအထူးပြုလုပ်တဲ့အခြားသိပ္ပံပညာရှင်တယောက်စီကိုဆက်သွယ်လိုက်ပါတယ်အဲ့ဒီညမှာဆာရာကဂျီအိုတကားကိုလှုပ်ဝက်စွာဖွင့်ပြီးယူရီကိုတွားရောက်စစ်ဆေးပါတယ်ယူရီကဆာရာကိုသူဆွဲထားတဲ့ဆာရာရဲ့ပုံတူပကြီးတွေပျက်စီးသွားတဲ့ဂီတာရဲ့ဝမ်းနည်းစရာပုံချမ်းအပါဝင်
ကိုပျော်ရွှင်စွာပြသပါတယ်သူ့ကိုစိတ်သက်သာရာရစေချင်တာကြောင့်ဆာယာကသူမငငယ်တုန်းကဖခင်ဖြစ်သူဖက်ပြလေးရှိတဲ့ပုံမြင်စာအုပ်လေးကိုယူလာပေးပါတယ်ဒါပေမဲ့ဘာမှမလုပ်ခင်မှာသူမကယူရီစီကနေအရေးကြီးတဲ့ဂတိတစ်ခုတောင်းပါတယ်သူမကသူစာအုပ်ကိုတိတိကျကျဖတ်တတ်ရတတ်အောင်မတင်ယူမချင်းဘသူ့ကိုမှသူ့ကိုအဝေးသို့မပို့စေရဘူးလို့ပြောပါတယ်အပြန်အလှန်အနေနဲ့သူမကသူ့ကိုသူမရဲ့ဘေးကနေဘယ်တော့မှထွက်မသွားပဲအမြဲတမ်းအတူရှိနေပေးဖို့ဂတိတောင်းပါတယ်ယူရီကချက်ချင်းသဘောတူပြီးသူကနူးညံ့စွာနဲ့ဟုတ်ကဲ့လို့ပြောနိုင်ခဲ့တဲ့အခိုက်အတန့်မှာဆာရာကသူ့ရဲ့စပင်းတွေကိုကျင်နာစွာပုတ်တက်ပေးပြီးသူဟာကောင်းလေးကောင်းတစ်ယောက်ဖြစ်တယ်လို့ထပ်ပြောပါတယ်။အဲ့ဒီနောက်သူမကနေဝင်ချိန်ကိုအတူတူကြည့်ရှုနိုင်ဖို့သူ့ကိုအပြင်ဘက်စီလျှောက်ပြီးလှုပ်ဝက်ခေါ်ထုတ်သွားပါတယ်။ခဏတာအတွင်းမှာသူတို့ဟာလွတ်လပ်ပေါ်ပါတဲ့ကိန်းနှစ်ယောက်လိုကွင်းပြင်တွေထဲမှာအတူတူရေမောပြေးလွှားရင်းလှပတဲ့အခိုက်အတန့်တွေကိုဖျက်ဆီးခဲ့ကြပါတယ်။အစပိုင်းမှာဆာရာနည်းနည်းမော်ပန်းလာပေမဲ့သူမဂယုမဆိုင်ပဲဆက်ပြေးခဲ့ပါတယ်။ဒါပေမဲ့မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့သူမရုတ်တရက်ထပ်မံအားနည်းလာပြီးကျမ်းပြင်ပေါ်ကိုသတိလစ်လဲကျသွားပါတော့တယ်။ယူရီကသတိလစ်တယ်ဆိုတာဘာလဲဆိုတာနားမလည်တာကြောင့်အစပိုင်းမှာဆာရာကသူနဲ့ကစားနေတာလို့ပဲထင်ခဲ့ပေမဲ့သူဘလောက်ပဲလို့ထင်လို့ပေမဲ့သူမဘာမှပြန်မပြောဘဲမလုံးမရှက်ဖြစ်နေတဲ့အခါနောက်ဆုံးမှာတော့သူ့စီမှာထိတ်လန့်တုန်လှုပ်မှုတွေစိုးမိုးသွားပါတော့တယ်။သူကသူမကိုအိမ်ထိပွေ့ချီတဲဆောင်လာခဲ့ပေမဲ့အိမ်မှာဘယ်သူမှမရှိတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ယူရီကစိတ်ပြက်လက်ပြက်နဲ့သူမကိုအပြင်ဘက်စီပြန်လဲပွေ့ချီသွားပြီးသူမကိုကဲတင်နိုင်မဲ့ဘယ်သူကိုမဆိုရှာဖွေဖို့တောအုပ်ထဲမှာလှည့်လည်သွားလာခဲ့ပါတယ်။ညမိုးချုပ်တဲ့အထိနာရီပေါင်းများစွာကုန်လွန်သွားခဲ့ပြီးဆာရာမိခင်နဲ့ရွာသားတွေကသူမကိုနေရာအနှံ့အသေးအတန်လိုက်လံရှာဖွေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ကယူရီကဆာရာကိုကျမ်းပြင်ပေါ်မှာတိတိကျကျတိတ်ထားပြီးသူမရဲ့ဘေးမှာကာကွယ်ပေးတဲ့အနေနဲ့ထိုင်နေတာကိုရှာဖွေတွေ့ရှိခဲ့ကြပေမဲ့ရဲအရာရှိကအခြေအနေကိုလုံးဝနားလည်မှုလွယ်ပြီးယူရီကိုသူမနဲ့ဝေးဝေးမှာနေဖို့မဟုတ်ရင်သူပြစ်တက်ရလိမ့်မယ်လို့သတိပေးပါတယ်ဒါပေမဲ့ဆာရာမိခင်ကတော့ယူရီဟာသူမရဲ့သမီးကိုဘယ်တော့မှနာကျင်အောင်လုပ်မှာမဟုတ်ဘူးဆိုတာလုံးဝယုံကြည်တာကြောင့်လူတိုင်းသူ့ကိုတိုက်ခိုက်မှာကိုအသေးအတန်လိုက်လံတားဆီးပါတယ်။အခြားတစ်ဖက်မှာတော့ကားလော့စ်ကဒါဟာယူရီကိုတခါတည်းနဲ့အပြတ်ရှင်းပစ်ဖို့အကောင်းဆုံးအခွင့်အရေးလို့မြင်ပါတယ်။စိတ်မကောင်းစရာကတော့ရဲတွေကသူ့ကိုနောက်ဆုံးမှာဖမ်းဆီးသွားခဲ့ပါတယ်။နောက်ပိုင်းမှာဆရာဝန်တွေကတယောက်ကဆာရာမိခင်ကိုကြောက်မက်ဖွယ်အမှန်တရားကိုရှင်းပြပါတယ်။ဒီအိမ်မှာနေထိုင်ခဲ့ဘူးတဲ့သိပ္ပံပညာရှင်ဟာယူရီကိုဝန်ပုလွေပလာစမာနဲ့စမ်းသပ်ဆဲလူသားဆဲတွေပေါင်းစပ်ပြီးထိုးနှံခဲ့တာကြောင့်ရုပ်ပိုင်းဆိုင်ရာအရာလူသားဖြစ်ပေမဲ့တိရစ္ဆာန်ဗီဇစိတ်တွေနဲ့ရှင်သန်နေထိုင်ရတဲ့ထူးဆန်းတဲ့စัจ जा တတဝါတစ်ကောင်ဖြစ်ပြောင်းလဲပစ်ခဲ့တာဖြစ်ပါတယ်အခြားဆရာဝန်တယောက်ကလည်းအေးဆက်စွာနဲ့အကယ်၍သူတို့ကယူရီရဲ့စမ်းသပ်ချက်ဟာကြာရှုံးမှုဖြစ်ပြီးသူတာမန်လူသားလိုလုံးဝမပြုတ်မှုနိုင်တော့ဘူးလို့ဆုံးဖြတ်မိရင်သူ့ကိုဖျက်ဆီးပစ်ဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ဆာရာမိခင်ကယူရီဟာအပြစ်ကင်းစင်ကြောင်းနဲ့သူကိုယ်တိုင်လည်းဒီလိုအတင်းကျပ်ပေးအပ်ခံရတဲ့ရက်စက်တဲ့ဘဝကိုမတောင်းဆိုခဲ့ကြောင်းမျက်ရည်ဆက်လက်နဲ့ချက်ချင်းကန့်ကွက်ပါတယ်။အခြားခိုက်တက်မှာတခွဲခန်းဆရာဝန်ကသိပ္ပံပညာရှင်ကိုလှုပ်ဝက်စွာအကြောင်းကြားတာကတော့ယူရီရဲ့အာယုံခံစားမှုတွေဟာတာမန်လူသားထက်3 ဆမကပိုမိုအားကောင်းနေကြောင်းပဲဖြစ်ပါတယ်။သူတို့နှစ်ဦးကဒီအချက်လက်ကိုလှုပ်ဝက်ထားဖို့သဘောတူကြပြီးတကယ်လို့ဘယ်သူမဆိုယူရီရဲ့စမ်းသပ်မှုရလဒ်တွေကိုမေးမြန်းလာရင်အားလုံးပုံမှန်ပဲလို့လိန်ညာပြောဆိုဖို့ဆုံးဖြတ်ကြပါတယ်။ဒါပေမဲ့ကားလို့စ်ရဲ့ကောက်ကျစ်တဲ့စိတ်ကတော့အဲ့ဒီမှာတင်မရက်တန့်ပါဘူးသူကစိတ်ချမ်းပိုင်ရှင်တယောက်တည်းလမ်းလျှောက်နေတော့လှုပ်ဝက်စွာတိုက်ခိုက်ခဲ့ပြီးတခွဲကန်းရဲ့စောင့်ကြည့်ရေးကင်မရာတွေအလုံးမလုံးတော့အောင်လျှက်စစ်မီးကိုဖျက်တောက်လိုက်ပါတယ်အဲ့ဒီနောက်သူယူရီစီကိုတန်းတန်းမမတ်သွားပါတယ်အစပိုင်းမှာကားလို့စ်ကယင်းနှီးဟန်ဆောင်ပြီးသူယူရီကိုနောက်ထပ်နာကျင်အောင်မလုပ်ချင်တော့ကြောင်းယုံကြည်အောင်ပြောပါတယ်သူကယူရီကိုဆာရာရဲ့ဂီတာဟာဘယ်တော့မှမပျက်စီးခဲ့ကြောင်းနဲ့အခုလေသမားရဲ့အိမ်ထဲမှာရှိနေကြောင်းပါလိန်ညာပြောဆိုပါတယ်ကာလိုကယူရီကိုအကွက်ချလှည့်စားပြီးအကယ်၍သူဆာရာကိုအမှန်တကယ်ချစ်ရင်ပြီးသူမကိုဝမ်းမနှဲစေချင်ရင်တွားပြီးဂီတာကိုတွားယူပေးတင်ကြောင်းပြောပါတယ်ယူရီရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိဖို့အတွက်ကာလိုစ်ကသူ့ကိုချီနှောင်ထားတဲ့လေးလံတဲ့တန်ကြိုးတွေကိုပါဖြုတ်ပေးခဲ့ပါတယ်ရက်စစ်မီပြန်လာတဲ့အခိုက်အတန့်မှာပဲတခွဲကန်းဝန်ထမ်းတွေကယူရီပျောက်ဆုံးသွားတာကိုသတိပြုမိသွားကြပါတယ်လူတိုင်းစီမှာထိတ်လန့်မှုတွေပြန့်နှံ့သွားပြီးသူ့ကိုနေရာအနှံ့လိုက်လံရှာဖွေကြပါတော့တယ်အဲ့ဒီအချိန်မှာကာလော့စ်ကအပြစ်ကင်းဟန်ဆောင်ပြီးယူရီစိတ်ချမ်းဘက်ကိုဥတီသွားတာကိုသူမြင်ခဲ့ကြောင်းလူတိုင်းကိုပြောပြပါတယ်အဲ့ဒီအချိန်မှာယူရီကလေသမားအိမ်ကိုရောက်ရှိနေပြီးဆာရာရဲ့ဂီတာကိုအသေးအတန်လိုက်လံရှာဖွေနေပါတယ်ရဲတွေနဲ့တခွဲခန်းဝန်ထမ်းတွေအဲ့ဒီနေရာကိုရောက်ရှိလာတဲ့အခါယူရီကိုချက်ချင်းတိုက်ခိုက်ဖို့ပြင်ဆင်ကြပေမဲ့ဆာရာကသူ့အပေါ်အပြည့်အဝယုံကြည်နေတုန်းဖြစ်တာကြောင့်သူမသူ့ကိုအရင်ဆုံးစကားပြောပြရစီလို့လူတိုင်းကိုတောင်းပန်ပါတယ်ယူရီကဆာရာကိုဂီတာပုံစံဆွဲထားတဲ့ပုံကျမ်းကိုပြသတဲ့အခါဆာရာကအဲ့ဒီဂီတာကပျက်စီးသွားခဲ့ပြီးထာဝရပျောက်ကွယ်သွားခဲ့ပြီးဖြစ်ကြောင်းဝမ်းနည်းစွာရှင်းပြပါတယ်ယူရီကအမှန်တရားကိုကြားရပြီးနောက်မှာငြိမ်သက်နေခဲ့ပေမဲ့ကာလော့စ်ကရုတ်တရက်သူ့ဘေးကအဆောင်တယောက်ရဲ့လက်ထဲကလက်နက်ကိုလူယူပြီးယူရီကိုတခါတည်းနဲ့တပ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကလေထဲကိုတတိပေးတနက်ပစ်ဖောက်ပြီးယူရီကိုနောက်ဆုတ်ဖို့မဟုတ်ရင်အသေးပစ်တတ်မယ်လို့အော်ဟစ်ချင်းချောက်ပါတယ်ဆာယာကကာလော့စ်ကိုတာစီဖို့အသေးအတန်ကြိုးစားပေမဲ့သူမကိုပြင်းထန်စွာထပ်မံရိုက်နှက်လိုက်တာကြောင့်အဲ့ဒီအခိုက်အတန့်မှာပဲယူရီဟာစိတ်ကိုလုံးဝမထိန်ချုပ်နိုင်တော့ပါဘူး
သူ့ရဲ့ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းမြုပ်နှံထားတဲ့တိရစ္ဆာန်ဗီဇစိတ်တွေရဲ့စိုးမိုးမှုကြောင့်ယူရီဟာကြောက်မက်ဖွယ်ဝန်ပလွေပုံစံအဖြစ်နောက်တစ်ကြိမ်ပြောင်းလဲသွားပြီးကားလို့စ်ကိုရက်ဆက်စွာတပ်ဖြတ်ပစ်လိုက်ကလူတိုင်းကိုသူ့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကနေထာဝရလွတ်မြောက်စေခဲ့ပါတယ်အရာအားလုံးပြီးဆုံးသွားတဲ့အခိုက်အတန့်မှာယူရီကဆာရာကိုပွေ့ချပြီးတောအုပ်ထဲကိုအတူတူထွက်ပြေးခဲ့ပါတယ်။အဲ့ဒီမှာဆာရာကသူ့ဘေးမှာရှိနေပေးပြီးဒါတွေအားလုံးကသူ့ရဲ့အပြစ်မဟုတ်ကြောင်းကျင်းနာစွာအာမခံပါတယ်။သူကဒီလိုချိန်စာတင်တဲ့ဘဝကိုဘယ်တော့မှမရွေးချယ်ခဲ့သလိုသူ့ပေါ်အတင်းအကျပ်တက်ရောက်လာတဲ့ရှုပ်ထွေးမှုတွေအတွက်လည်းသူ့မှာတာဝန်မရှိကြောင်းပြောပြပါတယ်။အဲ့ဒီနောက်မှာရုပ်ရှင်ကဇလန်အစကကြေကွဲစရာမြင်ကွင်းဟောင်းစီကိုပြန်လည်ရောက်ရှိသွားပါတယ်ဆာရာကယူရီတူမကိုစွန့်ပစ်ပြီးပျောက်ကွယ်သွားပြီလို့ထင်မှတ်ကထိတ်လန့်တကြားနိုးလာခဲ့တာဖြစ်ပါတယ်။တူမကမျက်ရည်တွေအသေးအတန်စီးကြလျက်နဲ့ရွာသားတွေသူ့ကိုဖမ်းဆီးပြီးမတက်ခင်အမြန်ထွက်ပြေးဖို့တောင်းပန်ပါတယ်။တူမကသူ့ကိုဘလောက်ပဲတွန်းထုတ်ပြီးငိုယိုကာရိုက်နှက်နေပါစေယူရီကတော့တူမရဲ့ဘေးကနေထွက်သွားဖို့ငြင်းဆန်နေခဲ့ပါတယ်။ဒါပေမဲ့ဆာရာကနောက်ဆုံးမှာလှည့်ထွက်သွားဖို့ပြင်လိုက်တဲ့အခိုက်အတန့်မှာပဲမယုံနိုင်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ဘဝမှာပထမဆုံးအကြိမ်ဖြစ်ယူရီကတူမရဲ့နာမည်ကိုပြက်ပြက်သားသားခေါ်လိုက်ပြီးဆာရာမသွားပါနဲ့လို့ပြောလိုက်ပါတယ်။သူနောက်ဆုံးမှာစကားပြောနိုင်ခဲ့တာကိုကြားရတာကသူတို့နှစ်ဦးစလုံးရဲ့နှလုံးသားကိုကြေကွဲစေခဲ့ပါတယ်။ဒါပေမဲ့အားလုံးကိုကြော်လွန်ပြီးဆာရာကသူ့ဘေးမှာဆက်ရှိနေရင်သူ့ကိုပို့ပြီးအန္တရာယ်ကြီးမားစေမယ်ဆိုတာသိတာကြောင့်သူမကိုသူမအတင်းအကျပ်နှင်ထုတ်ပြီးထွက်ခွာခဲ့ပါတယ်။ဆာရာပျောက်ကွယ်သွားပြီးနောက်ယူရီဟာလုံးဝစိတ်ကြေကွဲသွားခဲ့ရပါတယ်။နောက်ပိုင်းမှာဆာရာကလူတိုင်းကိုယူရီထွက်ပြေးသွားခဲ့ပြီးသူဘယ်ကိုသွားလဲဆိုတာသူမလုံးဝမသိဘူးလို့လိန်ညာပြောဆိုခဲ့ပါတယ်ဖြစ်ပျက်ခဲ့သမျှပြီးနောက်မှာတော့ဆာရာမိသားစုကကျေးလက်တော်ရွာကိုထာဝရစွန့်ခွာပြီးမြို့ပြစီကိုပြန်လည်ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဆာရာကယူရီအကြောင်းကိုမတွေးဘဲမနေနိုင်တာကြောင့်သူ့ရဲ့အဝတ်စားတွေနဲ့အတူတစ်ချိန်ကပေးခဲ့ဘူးတဲ့ပုံမြင်စာအုပ်လေးကိုစိတ်မကောင်းစွာနဲ့ထုတ်ပိုးသိမ်းဆည်းခဲ့ပါတယ်ဇလန်ကလက်ရှိပြစ္ဆုတ်ပံကာလစီကိုပြန်လည်ရောက်ရှိလာပါတယ်အိမ်ချမ်းမြေအကျိုးဆောင်တယောက်ကဆာရာကိုဒီအိမ်ဟောင်းကြီးဟာနှစ်တွေကြာလာတာနဲ့အမျှအလွန်တန်ဖိုးတက်လာကြောင်းအကြောင်းကြားပြီးကားလို့စ်တေဆုံးပြီးနောက်မှာသူတို့ကဆွေမျိုးတော်ဆက်တာကြောင့်ဆာရာမိခင်ကအမွေရခဲ့ပြီးဆာရာမိခင်စီကနေတဆင့်ဆာရာကထပ်မံအမွေဆက်ခံခဲ့တာဖြစ်ကြောင်းသတိပေးပါတယ်အကျိုးဆောင်ကဒီအိမ်ကိုရောင်းချခြင်းတလားလို့မေးမြန်းတဲ့အခါဆာရာကသူမကိုစဉ်းစားဖို့အတွက်တညတာအချိန်ပေးဖို့တောင်းဆိုပါတယ်အဲ့ဒီညမှာဆာရာကဒီအိမ်ဟောင်းကြီးထဲမှာနောက်ဆုံးအကြိမ်ဖြစ်အိတ်ဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အိတ်လို့မပြောနိုင်တာကြောင့်သူမကြည်အိုဟောင်းစီကိုတိတ်တဆိတ်လှမ်းလျှောက်သွားခဲ့ပြီးရုတ်တရက်ထိတ်လန့်တကြားအေးခဲသွားပါတော့တယ်။မှောင်မိုက်နေတဲ့ကြည်အိုထဲမှာထိုင်နေတာကတော့နှစ်ပေါင်းများစွာကြာတဲ့အထိသူမကိုစောင့်ဆိုင်းနေခဲ့တဲ့ယူရီပဲဖြစ်ပါတယ်။သူ့ရဲ့ပတ်ပတ်လည်မှာတော့သူတို့တစ်ချိန်ကအတူတူဖြတ်တန်းခဲ့ဘူးတဲ့တန်မိုးရှိတဲ့အမတ်တရတိုင်းကိုဆွဲထားတဲ့ရေတွက်လို့မရနိုင်တဲ့ပကြီကားတွေပြည့်နေပါတယ်။ယူရီကသူမကိုသူဘာကြောင့်ဒီလောက်ထိစောင့်ဆိုင်နေခဲ့ရလဲဆိုတာကိုရှင်းပြထားတဲ့စာတစ်စောင်ကိုကျင်နာစွာကမ်းပေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကသူမကိုဘယ်တော့မှပြစ်မသွားဘူးလို့ကတိပေးခဲ့ဘူးလို့ပါပဲ။အဲ့ဒီနောက်မှာယူရီဟာဘာကြောင့်ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တာတောင်မှအရင်တိုင်းပုံစံမပြတ်ရှိနေရလဲဆိုတာကိုကျမတို့သတိပြုမိသွားကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကလူတဝက်ဝင်ပလွေတဝက်ဖြစ်နေတာကြောင့်အချိန်ကာလကသူ့ပေါ်တက်ရောက်မှုမရှိသလောက်မို့လို့ပါအဲ့ဒီပြန်လည်ဆုံတွေ့မှုကစိတ်လှုပ်ရှားစရာကောင်းယုံတင်မကသေးပဲဆာရာကယူရီဟာသူမရဲ့ဖခင်ပိုင်ဆိုင်ခဲ့တဲ့ဂစ်တာကိုသူ့ရဲ့လက်တွေနဲ့ပြန်လည်ပြုပြင်ပေးထားတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်မျက်ရည်တွေကြားကနေသူမကိုပြန်လဲတွေ့ဆုံဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်ပေးခဲ့တဲ့အတွက်သူ့ကိုလှိုက်လဲကျေးဇူးတင်ပါတယ်ဆာရာကအခုဆိုရင်သူမဟာဘဝရဲ့နောက်ဆုံးနှစ်တွေကိုဖြတ်တန်းနေရတဲ့အဖွားအိုတယောက်ဖြစ်နေပြီဖြစ်ကြောင်းသူတစ်ချိန်ကတီးခဲ့တဲ့မိန်းကလေးငယ်လေးမဟုတ်တော့ကြောင်းစိတ်မကောင်းစွာထောက်ပြပါတယ်ဒါပေမဲ့ယူရီကသူမကိုနူးညံ့စွာနဲ့သူ့အတွက်တော့ဆာရာဟာသူပထမဆုံးအကြိမ်စတင်ဆုံတွေ့စဉ်ကချစ်မိခဲ့တဲ့စိတ်ဝိညာဉ်အတိုင်းပဲရှိနေသေးကြောင်းပြောပြပါတယ်သူ့ရဲ့မျက်လုံးထဲမှာတော့သူမဟာအရင်တိုင်းလှပနေစေဖြစ်ပြီးသူမစီမှာဘာမှလုံးဝပြောင်းလဲမသွားပါဘူးနောက်ဆုံးမှာတော့ယူရီဟာလွန်ခဲ့တဲ့အချိန်အတော်ကြာကသူမကိုပေးခဲ့ဘူးတဲ့ဂတိကိုတီးခဲ့ပါတယ်သူကိုယ်တိုင်စာဖတ်နည်းစာရေးနည်းကိုတင်ယူခဲ့တာကြောင့်နှစ်ပေါင်းများစွာကြာပြီးနောက်မှာအဲ့ဒီပုံပြင်စာအုပ်ရဲ့အခြားမူပွားတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးဆာရာရဲ့ဘေးမှာထိုင်ကတစ်ချိန်ကသူမပေးခဲ့ဘူးတဲ့ပုံပြင်စာအုပ်လေးကိုဖတ်ပြနေခဲ့ပါတယ်နောက်တနေ့မနက်မှာဆာရာနိုးလာတဲ့အခါယူရီထပ်မံပျောက်ကွယ်သွားပြန်တာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူခြံထားခဲ့တဲ့တခုတည်းသောအရာကတော့သူမရဲ့အိုမင်းရင်ရော်နေတဲ့ပုံစံနဲ့သူ့ရဲ့လက်ရှိပုံစံတို့အတူတူရှိနေကြတဲ့လှပတဲ့ပကြီကားတစ်ချောင်းပဲဖြစ်ပါတယ်။နက်နက်ရှိုင်းရှိုင်းစိတ်လှုပ်ရှားသွားရတဲ့ဆာရာဟာအိမ်ချမ်းမြေအကျိုးဆောင်စီကိုချက်ချင်းဖုံးဆက်ပြီးသူမစိတ်ပြောင်းသွားပြီဖြစ်ကြောင်းပြောကြားပါတယ်။သူမဒီအိမ်ကိုဘယ်တော့မှရောက်မှာမဟုတ်ပါဘူး။နောက်ဆုံးအခန်းမှာတော့ယူရီဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆာရာကိုစိုက်ပျိုးပြီးဂရုစိုက်ပေးဖို့တောင်းဆိုခဲ့မှုတဲ့အကာရှာအပင်ကြီးရဲ့အောက်မှာအေးအေးချမ်းချမ်းတယောက်တည်းထိုင်နေတာကိုမြင်တွေ့ရပါတယ်။သူ့ရဲ့မျက်နှာပေါ်မှာနူးညံ့တဲ့အပြုံးတစ်ခုထွက်ပေါ်လာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆယ်စုနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ပြီးနောက်ဆုံးမှာသူဆာရာကိုထပ်မံမြင်တွေ့ခဲ့ရပြီးသူမနဲ့နောက်ဆုံးအကြိမ်ဖြစ်စကားပြောခွင့်ရရှိခဲ့လို့ပဲဖြစ်ပါတယ်။